လေးပေါင်းကိုလေးပေါင်းကိုမနက်ခင်းကိုညနေခင်းမှာဆုံးအောင်ထွက်တယ်လေးပေါင်းကိုရှစ်ချောက်ထွက်တယ်ရှစ်ချောက်ရရှစ်ငါးရဲ့နှက်ကတုံးရဲ့ပေါင်းရှစ်ပေးခဲ့တယ်ပေါ့ဒီပေါင်းကိုငါးနှက်ကတုံးပေါင်းရှစ်ညနေခင်းလေးတုံညထွက်တယ်တုံညရဲ့နှက်ကခွန်တုံညရဲ့ပေါင်းပြီးမှဆိုရင်ငါဒီစိုက်တိုင်းပေးမယ်ဆိုရင်လေးရဲ့နှက်ကခွန်ရဲ့ပေါင်းကနှစ်တုံညရဲ့ပေါင်းကငါရဲ့ကရောနှက်ကတုံးခွန်ကနှစ်တုံးစောနာပေးထားတဲ့စိုက်နဲ့လေးနဲ့ပြန်ကလေးပိုင်းခွန်ကနှစ်တုံးနဲ့ကမယ်လေးခွန်လေးငါလေးနှစ်လေးတုံးပြန်ညကြရင်တော့လေးတဲ့ကွက်ထဲထိုးတာပေါ့နေကုံထိပ်စီးဖာတိပိဆိုင်နေကုံထိပ်စီးငါတုံညာခွန်နှစ်ဖာတိမူ9 3 9 9ကနေကုံထိပ်စီးလေးပိုင်းနဲ့အဆင်ပြေလို့ကြည့်ထိုးကြပေါ့